သူ့ရဲ့တတိလစ်နေတဲ့ခင်မွန်းတီရဲ့အဝတ်စားတွေကိုချုပ်ပေးလိုက်ပြီးကိုခန္ဓာကိုတေးတေးချာချာတန့်စင်ပေးကနူးနူးညံ့ညံ့အနမ်းပေးလိုက်ပါတယ်လီဆာဟာခင်မွန်းဖြစ်သူနဲ့လက်ထက်ချိန်ကအသက်20သာရှိသေးပြီးခင်မွန်းဖြစ်သူကတစ်ချိန်ကစစ်သားတယောက်ဖြစ်ခဲ့ပေမဲ့စစ်မြေပြင်မှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပြီးနောက်တတိမမျောနေခဲ့ပါတော့တယ်လီဆာဟာကြောင်းတစ်ခါမှမတက်ဘူးခဲ့ပဲသူမပတ်ဝန်းကျင်ကဒလိထုံးစံနဲ့ယုံကြည်ချက်တွေကသူမကိုလေးဖြတ်နေတဲ့ခင်မွန်းကိုပြုစုရမယ့်တာဝန်တရားဆိုတဲ့ပေါင်ထဲမှာသာတင်းတင်းကြက်ချီနှောင်ထားခဲ့တာကြောင့်ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်တဲ့တာဝန်တစ်ခုဖြစ်လာခဲ့ပါတော့တယ်နေ့ရက်တွေကုန်လွန်လာပေမဲ့ဒီမြေပေါ်ကတိုက်ပွဲတွေကတော့ရပ်တန့်သွားပုံမပေါ်ပါဘူးအိမ်တိုင်းလိုမှာမြေအောက်ခန်းတွေစောက်ထားကြပြီးတနက်တန်တွေထွက်လာတိုင်းလူတိုင်းမြေအောက်ထဲကိုချက်ချင်းဝင်ရောက်ပုံအောင်ကြရပါတယ်လီဆာရဲ့တမီးလေးကအရန်ငယ်သေးတာကြောင့်ဖခင်ဖြစ်သူတနေကုန်ကတင်ပေါ်မှာလဲလျော်နေတာကိုမြင်ပြီးအိပ်ပျော်နေတယ်လို့ထင်မှတ်ကကတင်ပေါ်ကိုစော့ကစားဖို့တက်သွားခဲ့ပါတယ်လီဆာကအမြန်ဝင်တားလိုက်ပြီးခင်မွန်းဖြစ်သူအသက်ရှင်သေးကြောင်းသိချစေဖို့နှလုံးခုန်တန်ကိုစစ်ဆေးခဲ့ပါတယ်သူမဟာကတင်ပေးမှထိုင်ပြီးမလုံးမရှက်ဖြစ်နေတဲ့ခင်မွန်းဖြစ်သူကိုတနေ့နေ့မှာပြန်လို့လာလိမ့်မယ်ဆိုတဲ့ကြီးမားတဲ့မျှော်လင့်ချက်နဲ့သူမရဲ့ဘဝထဲကဖြစ်ပျက်သမျှအသေးမွားလေးတွေကိုပြောပြနေခဲ့ပါတယ်တနေ့မှာတော့လီဆာဟာပြတင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေတော့ရုတ်တရက်ထွက်ပေါ်လာတဲ့ပြင်းထန်တဲ့တနက်တန်ကြောင့်တမီးလေးကိုအမြန်ဆွဲဖက်ပြီးမြေအောက်ခန်းထဲကိုပြေးဝင်သွားခဲ့ပါတယ်မြေအောက်မှာပောက်ကွဲတန်တွေဆက်တိုက်ပဲ့တင်ထက်နေခဲ့ပြီးအပြင်ဘက်တစ်ခုလုံးတိတ်ဆိတ်သွားဖို့အပြေးဝ2နာရီကြာမြင့်ခဲ့ပါတယ်လီဆာဟာအိမ်ထဲကိုအမြန်ပြန်လာပြီးခင်မွန်းဖြစ်သူရဲ့အပေါ်ကဖုံးဖုံးတွေကိုခါထုတ်ပေးကထိခိုက်ဒဏ်ရာတစ်စုံတရာမရှိကြောင်းသိချစေခဲ့ပါတယ်ဘုံကျဲတိုက်ခိုက်မှုတွေရပ်တန့်သွားပြီးဖြစ်ပေမဲ့တင်ကားတွေကတော့လမ်းတွေပေါ်မှာဆက်လက်သွားလာနေစေဖြစ်တာကြောင့်အန္တရာယ်ရှိနေစေဖြစ်ကြောင်းသဘောပေါက်ကလီဆာဟာအိမ်ကနေခိတ္တတင်းရှောင်သွားခဲ့ပါတယ်သူမထွက်သွားတာနဲ့လက်နက်ကင်လူအုပ်စုတစုအိမ်ထဲကိုအတင်းဝင်ရောက်လာပြီးခင်မွန်းဖြစ်သူရဲ့လက်ကဝတ်ကလက်ထက်လက်ပတ်နာရီကိုပေါ့ပေါ့ပပနဲ့ဖြုတ်ယူသွားကြပါတယ်လီဆာပြန်လာတဲ့အခါမှာတော့သူတို့ရဲ့အိမ်တော်ရေးတင်ကိတာဖြစ်တဲ့နာရီလေးပျောက်ဆုံးနေတာကိုတွေ့ရှိခဲ့ရပြီးအိမ်ပြင်ဘက်မှာအနှံ့အပြားယူသွတ်စွာရှာဖွေခဲ့ပါတယ်အဲ့ဒီလိုရှာဖွေရင်းနဲ့မိမတအုပ်နဲ့ဆုံတွေ့ခဲ့ရပြီးကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့ကြုံခဲ့ရပါတယ်အဲ့ဒီမိမကလီဆာကိုသူမရဲ့အိမ်ကိုခေါ်သွားခဲ့ပြီးအထက်မှာလီဆာတွေ့လိုက်ရတဲ့အရာကသူမကိုလုံးဝတုံလုံးချောက်ချသွားစေခဲ့ပါတယ်သူမဟာအိမ်ကိုအမြန်ပြန်လာပြီးပစ္စည်းတွေကိုတင်စီကသမီးဖြစ်သူနဲ့အတူအန္တရာယ်ရှိတဲ့နေရာကနေထွက်ပြေးခဲ့ပါတယ်နေရာမျိုးမျိုးကိုဖျက်ဆီးလာပြီးနောက်လီဆာဟာသူမရဲ့အတော်ထံမှာခိုးလုံဖို့ဆုံးဖြတ်ခဲ့ပေမဲ့အတော်ဖြစ်သူရဲ့အိမ်ဟောင်းကြီးကကြာမြင့်စွာကလေးကစွန့်ပစ်ခံထားရတာကိုတွေ့ရှိခဲ့ရပါတယ်ရက်ကွက်တစ်ကလူတွေရဲ့အကူအညီနဲ့လီဆာဟာအတော်ဖြစ်သူရဲ့လက်ရှိနေထိုင်ရာအိမ်ကိုနောက်ဆုံးတော့ရှာဖွေတွေ့ရှိခဲ့ပါတယ်သူတို့နေထိုင်တဲ့နေရာကအရန်အန္တရာယ်များတာကြောင့်သမီးလေးကိုအတော်ထံမှာထားခဲ့ဖို့လီဆာကရွေထားခဲ့ပြီးသူမရဲ့တခုလေးသောဆန္ဒကတော့သမီးလေးအန္တရာယ်ကင်းကင်းနဲ့ရှင်သန်ဖို့ပါပဲအတော်ဖြစ်သူကသူမကိုအန္တရာယ်ရှိတဲ့နေရာကိုပြန်မသွားဖို့တိုက်တွန်းခဲ့ပြီးသူတို့နဲ့အတူဆက်လက်နေထိုင်ဖို့ပြောခဲ့ပေမဲ့လီဆာကတော့တတိမမျောနေတဲ့ခင်မွန်းဖြစ်သူကိုဘယ်တော့မှဆုံးခွာသွားနိုင်မှာမဟုတ်ပါဘူးအချိန်ချင်းစဉ်းစားတွေ့တော့ပြီးနောက်မှာတော့ပြန်သွားပြီးပြုစုဖို့ကိုသာသူမကအခိုင်အမာဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကစပြီးသူမဟာခင်မွန်းဖြစ်သူရဲ့ဘေးမှာဆက်လက်နေထိုင်ခဲ့ပြီးသူမရဲ့စိတ်ထဲရှိတာတွေကိုအမြဲလိုပြောပြနေခဲ့ပါတယ်နေ့စဉ်ရက်ဆက်ပြုစုစောင့်ရှောက်ပေးနေရကနေရုတ်တရက်ခင်မွန်းဖြစ်သူရဲ့နှလုံးခုန်တန်ပုံမှုမြန်ဆန်လာတာကိုလီဆာအံ့ဩဝမ်းမြောက်စွာနဲ့သတိပြုမိခဲ့ပါတယ်ဒါဟာသူပြန်လို့လာတော့မဲ့အလားအလာဖြစ်နိုင်ပါတယ်သူမဟာလေးလံနေတဲ့ခင်မွန်းဖြစ်သူကိုနေအောင်ကြည့်ကောင်းကောင်းရမယ့်နေရာစီကိုအမြင့်ခံပြီးရွှေ့ပြောင်းပေးခဲ့ကဟာရရည်တွေတိုက်ကျွေးရင်းမကြခင်ပြန်ကောင်းလာဖို့အပြင်းထန်များအော်လင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတကားအပြင်ဘက်ကစူညံတန်တစ်ခုကိုကြားလိုက်ရတဲ့အတွက်လီဆာဟာဘာဖြစ်တာလဲဆိုတာကြည့်ဖို့အပြင်ထွက်ခဲ့ရမှာလက်ထဲမှာတနက်ကင်ထားတဲ့လူတစ်ယောက်ရက်နေတာကိုတွေ့ရှိခဲ့ရပါတယ်သူကသူမရဲ့အထောက်အထားကိုမေးမြန်းခဲ့ပြီးလီဆာကလည်းသတိမေ့မျောနေတဲ့ခင်မွန်းကိုပြုစုနေကြောင်းရိုးသားစွာရှင်းပြခဲ့ပါတယ်အဲ့ဒီနောက်သူမဟာတိတ်တဆိတ်နဲ့ထက်မြက်တဲ့ဓာတ်တလက်ကိုကောက်ယူပြီးလက်ထဲမှာတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားခဲ့ပါတယ်ထို့သူကစကားအနှဲငယ်ပြောဆိုပြီးနောက်လှည့်ထွက်သွားခဲ့ပြီးသူအမြင်ကွယ်ရပြောက်ကွယ်သွားမှသာလီဆာတယောက်စိတ်အေးလက်အေးဖြစ်သွားကလက်ထဲကဓာတ်ကိုဖြည်းဖြည်းချင်းချလိုက်ပါတယ်နောက်ပိုင်းမှာသူမဟာအတော်ဖြစ်သူစီကိုပြန်သွားခဲ့ပြီးအတော်ကအဲ့ဒီအနေရများတဲ့အိမ်ကိုပြန်မသွားဖို့ထပ်မံတောင်းပန်ခဲ့ပေမဲ့လီဆာကတော့သူမရဲ့ခင်ပွန်းကိုဆက်ပြီးစွန့်ပစ်ထားခဲ့နိုင်ခြင်းမရှိပါဘူးတိုးတော့သူမရဲ့မူလဇာတိမြေကိုပြန်ရောက်လာတဲ့အခါမှာတော့အင်ကြီးကပြပုံဘဝရောက်ရှိနေပြီဖြစ်ပြီးဒေသခံအများစုလည်းထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်တာကိုတွေ့ရှိခဲ့ရပါတယ်ညနေတကောင်ချိန်မှာလီဆာဟာစီမီကွက်တစ်ခုကင်ပြီးပျက်စီးနေတဲ့အိမ်ထဲကိုပြန်ဝင်လာကခင်ပွန်းဖြစ်သူရဲ့မျက်လုံးထဲကိုဆေးကားဖြော်ရည်တွေတိတိကျကျထည့်ပေးပြီးနက်နက်မိုးလင်းသည့်အထိမအိပ်ပဲစောင့်ရှောက်ပေးခဲ့ပါတယ်သူမထွက်ခွာဖို့ပြင်ဆင်နေတော့မှပဲလူတစ်ယောက်ကအိမ်ထဲကိုအတင်းအကျပ်ဝင်ရောက်လာပြီးစပွဲပေါ်ကိုငွေဆက်ကိုအထုတ်လိုက်ပစ်ချခဲ့တာကြောင့်လီဆာတယောက်လုံးဝပြုံးကနေဖြစ်သွားခဲ့ပါတယ်ထို့သူကဆူတောင်းမှုတွေပြီးဆုံးသွားတဲ့အခါလီဆာကိုသူ့အတွက်ကလေးတစ်ယောက်မွေးပေးဖို့တောင်းဆိုခဲ့ပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီညကဖြစ်ပျက်သွားတဲ့ထူးဆန်းတဲ့ဆုံတွေ့မှုအကြောင်းကိုလီဆာကသူမရဲ့တတိလစ်နေတဲ့ခင်ပွန်းကိုနောက်တစ်နေ့မှထပ်ပြီးပြောပြခဲ့ပါတယ်နောက်တစ်ရက်မှာလီဆာကခင်ပွန်းဖြစ်သူကိုတွေးကြောသွင်းစေးပေးနေတော့မှပဲအဲ့ဒီလူကပြန်ရောက်လာခဲ့ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့လီဆာဟာသူ့ကိုပိုင်ဆိုင်ပြီးသားဖြစ်နေပြီဖြစ်ပြီးလီဆာစီကိုငွေဆက်ကိုအထုတ်တစ်ထုတ်ကိုထပ်ပေးခဲ့ပါတယ်လုံးဝလှုပ်ရှားကိုင်စရာမရှိတော့တဲ့အခြေအနေမှာလီဆာဟာအဲ့ဒီလူကိုအိမ်ထဲဝင်ခွင့်ပေးလိုက်ရပါတော့တယ်သူတို့နှစ်ဦးလည်းရှိနေစဉ်မှာလီဆာဟာမှန်ထဲမှာသူမကိုသူနာကိုပြန်ကြည့်ရင်မတိမတာပြုံးမိသွားခဲ့ပါတယ်အဲ့ဒီနောက်တတိမိမျောနေတဲ့ခင်မွန်းဖြစ်သူစီကိုလှည့်လာပြီးဖြစ်ပျက်ခဲ့တဲ့မြအရာအလုံးကိုပြောပြခဲ့ရပြောရင်းနဲ့ပို့ပြီးစိတ်လှုပ်ရှားလာခဲ့ပါတယ်အဲ့ဒီအချိန်မှာခင်မွန်းဖြစ်သူရဲ့အသက်ရှူတန်တွေပုံမှုမြန်ဆန်လာခဲ့ပေမဲ့လီဆာကသူမရဲ့အတွေးတွေနဲ့သူမအလွန်မင်းနဲ့မျောနေတာကြောင့်အဲ့ဒီပြောင်းလဲမှုကိုတတိမထားမိခဲ့ပါဘူးနေ့ရက်ကြာမှာအဲ့ဒီလူကထက်ရောက်လာခဲ့ပြီးလီဆာရဲ့သူ့ပေါ်ထားရှိတဲ့ခံစားချက်တွေကတိတ်တဆိတ်ပြောင်းလဲစားပြုလာခဲ့ပါပြီအဲ့ဒီလူကသူမရဲ့ဘားပြင်ကိုလှမ်းကင်ပြီးသူ့ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့အခါလီဆာတယောက်စိတ်နှက်ခွက်ဖြစ်သွားခဲ့ရပါတယ်တစ်ဖက်မှာကတင်ပေါ်မှာလဲလျော်ပြီးအကူညီမဲ့နေတဲ့ခင်မွန်းဖြစ်သူရှိနေပြီးနောက်တစ်ဖက်မှာတော့သူမရဲ့ဘဝထဲကိုနှွေးထွေးမှုအချို့ယူဆောင်လာပေးတဲ့လူတစ်ယောက်ရှိနေပါတယ်သူမဘာလို့ရမှန်းမသိတော့ပါဘူးအတော်ဖြစ်သူကလည်းခင်မွန်းဖြစ်သူကိုဆွလွတ်လိုက်ဖို့အချိန်တန်ပြီးဖြစ်ကြောင်းအကြံဉာဏ်ပေးခဲ့ပါတယ်အဲ့ဒီလူရဲ့ရောက်ရှိလာမှုကလီဆာရဲ့နှလုံးသားကိုလုံးဝလှုပ်ခတ်သွားစေခဲ့ပြီးရက်တွေကြာလာတာနဲ့အမျှသူမဟာအလှပြင်ဆင်လာခဲ့ကအဲ့ဒီလူနဲ့သူမကြားကဖြစ်ပျက်သမျှတွေကိုပါခင်မွန်းဖြစ်သူကိုအကုန်ပြောပြခဲ့ပါတယ်အဲ့ဒီနောက်သူမလုံးဝမမျှော်လင့်ထားတဲ့အချိန်မှာပဲအံ့ဖွယ်မှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်အချိန်ကြာကြီးသတိမမျောနေခဲ့တဲ့သူမရဲ့ခင်မွန်းဟာဖြည်းဖြည်းချင်းမျက်လုံးကိုဖွင့်လှစ်လာခဲ့ပါတော့တယ်